မိုင်းမှာအကြော်ကြားဆုံးပကြီးလက်ရတွေကိုဖန်တီးခဲ့တယ်ပကြီးဆွဲရတာကိုတောက်ရမ်းမုန်းတဲ့ပပုဆရာတယောက်နောက်ပြီးဘီလီယံနာတဦးလောက်ချမ်းသာပေမဲ့လာနဲ့ချီပြီးရေမချိုးပဲနေတဲ့လူအဲ့ဒီအချက်တွေအပြင်ရှေးဟောင်းပစ္စည်းကိုလည်းကိုယ်တိုင်ဖန်တီးပြီးလိန်ရောင်းခဲ့မှုတဲ့ပပုဆရာဒါမှမဟုတ်ပကြီးဆရာဒါမှမဟုတ်ဘိတုကပညာရှင်ဒါမှမဟုတ်ကဗျာဆရာအင်ဂျင်နီယာဒီဇိုင်နာမလေးများလိုက်တာအဲ့လိုအဘဘမှာထူးချွန်ပြီးပြည့်စုံတဲ့အလှတရားတွေကိုဖန်တီးပြသနိုင်ခဲ့တဲ့လူတစ်ယောက်ဆိုတာထက်အနုပညာရှင်တစ်ယောက်ဆိုပိုမှန်မယ်အဲ့လိုအပြင်ပန်းမှာပြည့်စုံတဲ့အနုပညာရှင်တစ်ယောက်ရဲ့နောက်ွယ်ကကြမ်းတမ်းရှုပ်ထွေးပြီးအလင်းနဲ့အမောင်ရောရှက်နေတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘဝတစ်ခုကိုကျွန်တော်တို့အတူတူဆွေးနွေးကြရအောင်သူကတော့ကဘာဂျော်ရီနေဆန်ခေတ်ရဲ့အကြီးအကျယ်ဆုံးအနုပညာရှင်မိုက်ကယ်အင်ဂျယ်လိုပဲဖြစ်ပါတယ် Brain Buffer YouTube channel ကနေကြိုဆိုပါတယ်ကျွန်တော်နာမည်ကတော့ Brainless ပါဒီဗီဒီယိုကကျွန်တော် channel ရဲ့ပထမဆုံးဗီဒီယိုဖြစ်တာကြောင့်လိုအပ်ချက်တွေရှိရင်အားမနာတမ်း comment မှာဝေဖန်ပေးသွားကြပါဦးဆိုတော့ကျွန်တော်သူ့အကြောင်းမပြောခင်သူ့ရဲ့ငယ်ဘဝအကြောင်းကိုနည်းနည်းလေးအရင်ဆုံးကြည့်လိုက်ရအောင်သူ့ကို Lodovico di Leonardo Buonarroti di Simoni နဲ့ Francesca di Neride Minato di Siena တို့ဇနီးမောင်နှံကနေအမလေးတေးဖို့ရှိတဲ့နာမည်ဖတ်ရင်အဲ့ဒီဇနီးမောင်နှံက1485ခုနှစ်မတ်လ6ရက်နေ့အီတလီနိုင်ငံကကပ်ပရီဇီမြို့မှာမွေးတယ်သူ့ရဲ့နိုတိုင်းမိခင် Westnet ပေါ့နော်နိုတိုင်းမိခင်ရဲ့မိသားစုကကြောက်ထွင်းပပုတွေထူတဲ့အလုပ်သမားတွေဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့ငယ်ဘဝကိုစကြင်ကြောက်ပပုထူတဲ့ပပုသမားတွေနဲ့ပဲကြီးပြင်းခဲ့ရတာပေါ့နော်ဒါကြောင့်သူကနောက်ပိုင်းမှာသူကဘယ်လိုပြောလဲဆိုတော့ကျွန်တော်နိုတိုင်းမိခင်ရဲ့နိုးနဲ့အတူတူနဲ့စောက်ကိုပါရောပြီးတော့စိုးခဲ့ရတယ်ဆိုပြီးတော့ပြောခဲ့တယ်သူပြောချင်တာကကျွန်တော်နိုတိုင်းမိခင်ရဲ့နိုးစိုးတွေကဘပုထုစဖို့အတွက်တူနဲ့စောက်တွေကကျွန်တော်ရဲ့အသွေးသားတွေကိုတခါတည်းစီးဝင်လာခဲ့ပြီးသားပေါ့နော်အဲ့လိုမျိုးဘဲရက်ကြွေတာအဲ့လိုမျိုးကြွေတာအဲ့ဒီငငယ်လေးတွေကစာတင်ရတာကိုမကြိုက်ဘူးဒါပေမဲ့သူ့အဖေကရှေးဟောင်းမင်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့သားကိုစာပေတွေတင်ပြီးတော့ဂုံရှိတဲ့အစိုးရအလုပ်မျိုးလုပ်စီခြင်းခဲ့တယ်အဲ့ဒီခေရဲ့အစိုးရဝန်ထမ်းဆိုတာဂုံရှိတယ်လေဒါပေမဲ့မိုက်ကယ်အင်ဂျယ်လိုကစာတင်တာထက်ပကြီးဆွဲတာကိုပဲပို့ပြီးစိတ်ဝင်စားတယ်တော့တွေးနေပြီဟုတ်လားဗီဒီယိုအစမမင်းပြောတော့ပကြီးဆွဲရတာကိုတောင်ရမုန်းတဲ့လူဆိုဘာလာစားနေတာလားပေါ့အဲ့လိုမျိုးတွေးမယ်ဒါအဲ့လိုရှိတယ်ကျွန်တော်အဲ့လိုမျိုးပြောလို့ရှိရင်ခင်ဗျားတို့လည်းဒီဗီဒီယိုကိုကြည့်မှာမဟုတ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးလိန်ပြောလိုက်တာတကယ်လို့ပြောရမှာတမိုင်းမှာအကျော်ကြားဆုံးပကြီးလက်ရတွေကိုဖန်တီးခဲ့တယ်ပကြီးမဆွဲကျင်တဲ့ဘဘူးဆရာတယောက်အဲ့လိုမျိုးပြောရမှာဒါပေမဲ့ထားလိုက်ပါအဲ့လိုလိန်တဲ့အတွက်ငရဲကြီးမဲ့ဆိုလဲကြီးပါစီတော့ခင်ဗျားတို့ဆက်ကြည့်နေရင်ကြည်နေတယ်ဆိုတော့ပြန်စားလိုက်ကြရအောင်တကယ်တော့မိုက်ကယ်အင်ဂျယ်လိုကဘုံငယ်ဘွားတွေကအနုပညာကိုစိတ်ဝင်စားခဲ့တာဖြစ်လို့သူအသက်73နှစ်အရွယ်မှာဒိုမီနီကိုဂီရန်ဒါယိုလို့ခေါ်တဲ့လူတစ်ယောက်စီမှာသူကပကြီးအလုတ်တင်အနေနဲ့ဝင်လုပ်ခဲ့ပြီးတော့ Renaissance ခေတ်ရဲ့အကောင်းဆုံးလို့ပြောလို့ရတဲ့လေ့ကျင့်မှုပုံစံတွေနဲ့တင်ယူခဲ့ရတော့ဗောနော်တကယ်ဆရာကြီးတွေစီမှာသူကအလုတ်တင်သွားလုပ်တယ်ဆိုတော့အဲ့ဒီမှာနှစ်တင်ပြီးတော့အသက်15နှစ်အရွယ်လောက်မှာ Lorenzo di Macchidi လို့ခေါ်တဲ့ဘေးကြီးကသူ့ရဲ့လက်ရတွေသဘောကျလို့ဆိုပြီးတော့ Macchidi နန်းတော်ကြီးကိုခေါ်ပြီးပညာသင်ခွင့်ပေးခဲ့တယ်ဒီခေတ်စကားနဲ့ပြောမှဆိုလို့ရှိရင် scholarship ပေးတော့ဗောနော်အဲ့ဒါကြောင့်ပဲ Renaissance ခေတ်ရဲ့ပညာရှင်တွေနဲ့ Michael Angelo ကတွေးဆောင်ခွင့်ရခဲ့တယ်ပေါ့နော်အဲ့လိုတွေးဆောင်ခွင့်ရခဲ့တာကပဲသူ့ဘဝကိုအများကြီးပြောင်းလဲစေခဲ့တယ် Lorenzo di Macchidi ရှိတယ်နော်ကျွန်တော် Macchidi လို့ပဲခေါ်လိုက်အဲ့ဒီ Macchidi ကဘယ်သူလဲဆိုတော့အနုပညာတွေကိုချစ်တဲ့ Renaissance ခေတ်ရဲ့အရေးပါဆုံးနိုင်ငံရေးခေါင်းဆောင်ထဲကတစ်ယောက်လို့ပဲမှတ်လိုက်ပေါ့နော်နိုင်ငံရေးခေါင်းဆောင်တွေကတစ်ယောက်တော့မဟုတ်ပါဘူးနော်အဲ့ဒီခေတ်ရဲ့အရေးပါဆုံးနိုင်ငံရေးခေါင်းဆောင်ဒီဘဲထောက်ပံ့မှုတွေကြောင့်မိုက်ကယ်အင်ဂျယ်လိုရဲ့ပါရမီကိုကမ္ဘာအဆင့်ရောက်အောင်ပထမဆုံးပံ့ပိုးပေးခဲ့တဲ့လူဖြစ်တယ်လို့ပြောလို့ရတယ်နော်ဒါကြောင့်မိုက်ကယ်အင်ဂျယ်လိုရဲ့ပါရမီကိုအစောဆုံးအသိမှတ်ပြုပြီးသူ့ကိုမက်ဆီဒီနန်းတော်မှာခေါ်ယူပြုစုပြောထောင်ပေးခဲ့တဲ့သူကတော့ Florence မြို့ရဲ့ဩဇာအရှိဆုံးခေါင်းဆောင် Lorenzo di Macchidi ပဲဖြစ်တယ်ခင်ဗျားစာအုပ်ထဲမှာရေးပြီးကြက်ချင်ကြက်လို့ရတယ်သူကအဲ့ဒီမှာဘဝပညာကိုသင်နေတဲ့အချိန်မှာအေးဆေးမသင်ပဲနဲ့သူနဲ့အတူပညာသင်နေတယ်Pietro Reggiano ဆိုတဲ့သူနဲ့ပကြီးဆွေးနေတဲ့ရွယ်သူတယောက်ပေါ့နော်ပကြီးဆွေးနေတဲ့အချိန်မှာတောက်ခွက်ပြောင်ပြီးတော့သွားဝေဖန်လို့အထိုးခံလိုက်ရတာနှာခေါင်းရိုးကျိုးရတယ်အဲ့ဒီတိုင်းရကြောက်ပဲသူ့ရဲ့ပုံတူပကြီးကိုကြည့်မယ်ဆိုလို့ရှိရင်နှာခေါင်းပုံစံနည်းနည်းလေးပြတ်နေတာကိုမြင်ရမယ်အဲ့လိုမျိုးအထိုးခံရတဲ့အချိန်မှာ Michael Angelo ရဲ့အသက်က18နှစ်အရွယ်ရှိနေပြီဖြစ်တယ်လို့ဒီ Florence မြို့ကလူငယ်အနုပညာရှင်တွေဂျားတန်းမှာလည်းဟို
နာမည်ရစားပြုတ်နေပြီပေါ့တက်တစ္ဆာကျဲပွင့်လေးပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီဒါပေမဲ့လောကကြီးဆိုတာခင်ဗျားတို့သိတဲ့အတိုင်းပဲလူတယောက်အစဉ်ပြေဖို့အတွက်လမ်းစားတွေစပြီးပွင့်လာပြီဆိုလို့ရှိရင်တောက်တလွဲတွေကဖြစ်တယ်လူတယောက်ရဲ့ဘဝမှာအရာအလုံးအစဉ်ပြေနေတဲ့အချိန်ဆိုတာမရှိဘူးလေနော်သူအထိုးခံရလို့နှာခေါင်းရိုးကျိုးတဲ့နှစ်1492ခုနှစ်မှာပဲသူ့ရဲ့ပါရမီကိုပထမဆုံးအတိမတ်ပြုတ်ပြီးတော့နန်းတော်ထဲကိုခေါ်ပြီးတော့ scholarship ပေးပြီးတော့ခေါ်ပြီးမွေးခဲ့တဲ့ Macchidi ပေါ့နော်အဲ့ဒီ Macchidi ကကျမ်းမာရေးမကောင်းလို့ကွယ်လွန်သွားတယ်တချို့သမိုင်းပညာရှင်တွေကတော့အဆုတ်ယောဂနဲ့ကွယ်လွန်တယ်ဆိုပြီးတော့ရေးထားတာရှိတယ်ဒါပေမဲ့အဲ့ဒါအတိမပြုတ်နိုင်သေးဘူးနော်အတိပြုတ်လို့မရဘူးအဲ့လိုကွယ်လွန်သွားတဲ့အတွက် Michelangelo ရဲ့ဒီ VMB student ဘွားကလည်းတခါတည်းပြီးသွားတော့ဗောနော်ငကိုတွေကသူများတွေကသူ့ကိုဝိုင်းပြီးချစ်ကြတယ်လေဘယ်လောက်ချစ်လဲဆိုသူ့နှာခေါင်းကျိုးတာတတ်သေးပဲထားတော့ဆက်ပြောရအောင် Lorenzo di Macchidi မရှိတော့တဲ့နောက်ပိုင်းမှာ Florence ရဲ့နိုင်ငံရေးအခြေအနေကလည်းပြောင်းဆန်လာတယ်လို့ Macchidi ရဲ့မိသားစုကလည်းဒီအာဏာပြုတ်ကျသွားတော့ဗောနော်Macchidi မှမရှိတော့တာအာဏာပြုတ်ကျပြီဗောကျွန်တော်တူတူနဲ့လူရင်းပြောရရင် Michelangelo ကအဲ့ဒီ Florence မြို့မှာဆက်နေလို့မရတော့တဲ့အခြေအနေမျိုးဖြစ်လာတယ်ဗျာဒါကြောင့် Michelangelo က Florence ကနေဘောလိုညာမြို့ကိုသွားတယ်ဘောလိုညာမြို့မှာလာအနေငယ်လောက်နေပြီးတော့အလုပ်လုပ်တယ်အဲ့ဒီမှာအလုပ်လုပ်ပြီးတော့မှအဲ့ဒီခေတ်အနုပညာရှင်တိုင်းရဲ့အိမ်မက်မြို့တော်ဖြစ်တဲ့ရောမမြို့ပေါ့နော်ဒီ Rome ကိုဆက်သွားခဲ့တယ်ဆိုတော့ကျွန်တော်ဗီဒီယိုအစပိုင်းမှာပြောခဲ့တာမှတ်မိပြီဗျာဒီရှေးဟောင်းပစ္စည်းအတုလုပ်ပြီးတော့ရောင်းမှုရဲဆိုတော့လေဟုတ်တယ်သူထုထားတဲ့ပပုကိုရှေးဟောင်းပပုဆိုပြီးတော့လိန်ရောင်းတာအဲ့လိုလိန်ရောင်းတာလဲသူပတ်စံလိုလောက်တာမဟုတ်အဲ့ထက်ပိုပြီးနဲ့နေတဲ့အကြောင်းအရာတွေရှိတယ်အဲ့ချိန်ကအီတလီမှာရှေးဟောင်းဂရိနဲ့ရောမခေတ်လက်ရတွေကိုအရန်တက်မှုထားကြတာအဲ့လိုခေတ်ရဲ့ယဉ်ကျေးမှုအခြေအနေတွေကပဲသူ့ရဲ့အတ္တတွေကိုလာပြီးထိခိုက်လို့ဒီရှေးဟောင်းပစ္စည်းအတုလုပ်ပြီးတော့ရောင်းတာလို့ပြောလို့ရတာပေါ့နော်ပြောချင်တာကဒီခေတ်အနုပညာရှင်တွေထက်နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ရှေးဟောင်းလက်ရတွေကိုပိုတန်ဖိုးထားနေကြတာတွေကို Michelangelo ကမြင်နေရတာကသူ့အတွက်အဆင်ပြေမနေဘူးဒါကြောင့်ငါရဲ့လက်ရတွေလေရှေးဟောင်းပညာရှင်တွေရဲ့လက်ရနဲ့မရှင်နိုင်ဘူးလို့ဘယ်ကောင်ကပြောလဲကွာဆိုပြီးတော့ရှေးဟောင်းရောမဘဘူးလက်ရစတိုင်တွေကိုအတူယူပြီးတော့ဒီ sleeping cupid ဆိုတဲ့အိပ်ပျော်နေတဲ့ cupid ပေါ့နော်အဲ့ဒီရုပ်တုကို तू ကထုတယ်ပြီးတော့အဲ့ဒီရုပ်ထုကို तू ကရှေးဟောင်းရောမခေတ်လက်ရလို့ထင်အောင်မြေကြီးထဲမှာမြုပ်ထားပြီးတော့ရှေးဟောင်းလက်ရနဲ့တူအောင်လှုပ်လိုက်တော့ဗောဗျာပယ်သားလေးပဲတင်လိုက်တော့ဗောအဲ့ဒီရုပ်ထုကိုပြီးတော့အဲ့ဒီရုပ်ထုကိုရှေးဟောင်းဘဘူးပါဆိုပြီးတော့ရောမကက်သလစ်အသင်းတော်ကြီးရဲ့အစင်းမြဖုံးတော်ကြီးRaffaele Riario ကိုဂျင်းထည့်ပြီးတော့ရောင်းလိုက်တယ်။အဲ့မဲ့တိတ်မကြခင်မှာပဲအဲ့ဒီရုပ်ထုကြီးကရှေးဟောင်းပစ္စည်းမဟုတ်ဘဲနဲ့လူငယ်ပပုဆရာ Michelangelo ရဲ့လက်ရဆိုတာကိုသိသွားကြတယ်။ဘယ်လိုသိသွားလဲဆိုတော့ကျွန်တော်လည်းမသိဘူး။နော်။ငါထင်ဟုတ်လားဒီကောင်ရှေးဟောင်းပစ္စည်းဆိုပြီးလိန်ရောင်းတာသူကသိပါဆိုတော့ဒီကောင်တော့သွားပြီးပြီးလို့တွေးနေတာဟုတ်လား။အဲ့လိုမဟုတ်ဘူး။နော်အဖေကခမည်းထင်တာနဲ့လုံးဝပြောင်းပြန်ပဲ။လူတွေကအဲ့လိုမျိုးသူလိန်ရောင်းတာကိုသိလို့စိတ်ဆူရမယ်အစားအသက်20ကျော်လူငယ်တယောက်ကရှေးအောင်ရောမလက်ရနဲ့ခွဲမရအောင်တူတဲ့အထီကိုဒီဘေးကဘဘူးထုနိုင်တာလားဗောနော်ဒီကောင်လေးကဘဘူးထုနိုင်တာလားဆိုပြီးတော့ surprise ဖြစ်သွားတယ်အဲ့ဒီအဖြစ်အပျက်က Michelangelo ရဲ့ဂုဏ်သတင်းကိုဖျက်ဆီးမဲ့အစားပို့ပြီးတော့နာမည်ကြီးသွားစေခဲ့တယ်နော်အဲ့လိုနဲ့ရောမမြို့မှာဩဇာကြီးတဲ့လူတယောက်လည်းဖြစ်ပြင်သစ်နိုင်ငံရဲ့တန်အမတ်လည်းဖြစ်ကာဒီနယ်တယောက်လည်းဖြစ်တဲ့ဂျင်းဒီပီရဒီလာဂရိုလာက Michelangelo ကိုသတိထားမိသွားပြီးတော့အလှဆုံးစကြင်ကျောက်ပပုတစ်ခုကိုဖန်တီးပေးဖို့အတွက်အလုပ်အပ်တယ်နော်အလုပ်လာအပ်တော့ဗောအဲ့တော့အသက်24နှစ်အရွယ်လူငယ်တယောက်ကသူ့ဘဝရဲ့အကြီးမားဆုံးလို့ပြောလို့ရတဲ့အခွင့်အရေးကိုစပြီးတော့ရလိုက်ပြီသူထူးရမယ့်ပပုအယုတ်ကအရန်ကိုအရေးကြီးတယ်ဘာသာရေးမြင်ကွင်းတစ်ခုကိုပပုနဲ့ပုံဖော်ပြီးတော့ထုပေးရမှာယေရှုရဲ့ရုပ်အလောင်းကိုလက်ဝါးကတိုင်ပေါ်ကနေချပြီးတဲ့နောက်မေရိုမာရီက Jesus ကိုရင်ဝင်ထဲမှာပွေထားတဲ့ပုံစံကိုထုပေးရမှာကျွန်တော်တခုမေးမှာနော်ဒီလိုခမားသာပပုစရာဆိုလို့ရှိရင်နော်ဒီဆုံးသွားတဲ့သားတယောက်ကိုပွေဖက်ထားတဲ့မိခင်ကိုခမားဘယ်လိုပုံစံနဲ့ပုံဖော်မှာလဲပင်နေတွန့်နေတဲ့မျက်နှာအိုဝေးနဲ့ငိုယိုနေတဲ့မိန်းမကြီးပုံစံမျိုးခမားထုမှာဟုတ်လားဒါပေမဲ့ Michelangelo ကခမားလို့မဟုတ်ဘူးဒီလူတွေရဲ့လောက်ယူလုံးစင်အတိုင်းသူဘယ်တော့မှမလုပ်အဲ့မှာသူထုထားတဲ့ Meromari ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအသက်ကြီးတဲ့အဖွားကြီးပုံစံနဲ့မဟုတ်ညနာအရန်နူးညံ့ပြီးတော့တည်ငြိမ်တယ်အဲ့ဟောစရာကောင်းလောက်ငယ်ရွယ်ပြီးနုပြိုနေတယ်
လူတွေကမြင်တော့မျိုးပြောရအောင်အမေကတားထပ်ဖို့နှုတ်နေတယ်တဘာမှမကြောက်ဘူးဘာညာပေါ့တည့်တဲ့အတိုင်းလူတွေဆိုတဲ့မျိုးကပြောဖို့ဆိုလို့ရှိရင်သိရလားထိတ်ဆုံးကအဲ့ဒီခါမှာ Michael Angelo ကဘာပြန်ပြောလဲဆိုတော့နော်ဒီတန့်ရှင်ခြင်းနဲ့ဖြူစင်ခြင်းอ่ะပေါ့နော်ဒီအိုမင်းခြင်းကိုကြော်လွန်နေတဲ့အားကြောင့်ပြောချင်တဲ့ဘောကွာမေရိုမာရီရုပ်ကိုတူထူလာတာကမေရိုမာရီရဲ့အသက်အရွယ်မဟုတ်ဘူးဒီမေရိုမာရီရဲ့တန့်ရှင်မှုကိုပုံဖော်ထားတာပေါ့နော်နောက်ထပ်ထူးခြားတာတစ်ခုကဒီ Jesus ရဲ့ခန္ဓာကိုယ်ကိုကြည့်မယ်ဆိုလို့ရှိရင်ယေရှုရဲ့ခန္ဓာကိုယ်ကိုကြည့်မယ်ဆိုလို့ရှိရင်တူထူလာတဲ့ပုံမှာသွေးတွေအများကြီးထွက်မနေဘူးတရားတွေကိုလည်းအများကြီးအလွန်ကြုံရအောင်သူကမဖန်တီးတာဘူးသူဖန်တီးတဲ့ပပုကဒီတေဆုံးခြင်းရဲ့ဒီကြောက်စရာပုံရိပ်မဟုတ်ပဲနဲ့တိတ်ဆိတ်တဲ့ဝမ်းနည်းခြင်းကိုသူကပုံဖော်ထားတာဖြစ်တယ်အဲ့ဒီဘုပြီးရတဲ့အချိန်မှာအဲ့ဒီဝေဖန်နေတဲ့လူတွေတွေကပဲဒါ Michael Angelo လက်ရမဟုတ်ဘူးတခြားဘုဆရာတယောက်ထူထားတာလို့ပြောနေတာကိုသူကြားသွားတော့အဲ့စကားကိုကြားတဲ့ညမှာပဲသူကရုပ်ထုထူထားတဲ့ဘုရားကျောင်းလေးကိုခိုးဝင်ပြီးတော့အဲ့ Mary Mary ရဲ့ရင်ဘက်မှာဒီတိုင်းထားတယ်ပေါ့နော်ရင်ဘက်မှာဖြတ်ထားတဲ့ဒီဖဲချိုးပေါ်မှာ Florence Michael Angelo ကဒီလက်ရကိုဖန်တီးခဲ့သည်ဆိုတဲ့အတိတ်ပဲမျိုးရှိတဲ့စာမျိုးသူကသွားပြီးထွင်းလိုက်တာနော်အဲ့နောက်ပိုင်းကျန်တဲ့ဘဘူးလက်ရတွေမှာသူ့ရဲ့နာမည်ကိုဘယ်တော့မှမထိုးတော့ဘူးအဲ့ကြောင့်ပဲအဲ့ဒီဘဘူးကသူ့ဘဝတစ်လျှောက်လုံးမှာတစ်ခုတည်းဆိုသူ့နာမည်ပါတဲ့ဘဘူးဖြစ်သွားတယ်အဲ့ရုပ်ထုကို1499ခုနှစ်မှာထုတ်ပြီးသွားပြီးတော့ဒီနေ့ဒီချိန်ထိ Renaissance ခေတ်ရဲ့အထင်ရှားဆုံးဘဘူးလက်ရတွေတဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရတယ်ရုပ်ထုရဲ့နာမည်ကို Peter လို့ခေါ်ပြီးတော့ဒီနေ့အထိ Saint Peter Basilica ရဲ့ဖျားချောင်းထဲမှာထိန်းသိမ်းပြီးတော့ပြသထားတယ်ဆက်ပြောရရင်အဲ့ဒီဘဘူးထုတ်ပြီးတဲ့နေ့ကစပြီးတော့ Michael Angelo ကတာမန်လူငယ်ဘဘူးဆရာတယောက်မဟုတ်တော့ဘူးပေါ့နော်ဒီရောမမြို့မှာအကောင်းဆုံးဘဘူးဆရာကြီးတွေကတယောက်ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့အဲ့ဒီပီတာဆိုတဲ့ရုပ်ထုက Michael Angelo ရဲ့ဒီအကောင်းဆုံးလက်ရာလို့ပြောလို့မရသေးဘူးသူ့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကအခုမှစမှာကြောက်တုံတုံနှစ်ပေါင်း40နီးပါးနေပူတယ်မိုးရွာတယ်ဘယ်ဘဘူးဆရာမှမထိရပဲနဲ့ပြစ်ထားခဲ့တဲ့ကြောက်တုံလူတိုင်းကအဲ့ကြောက်တုံယူအမိုက်ပဲလို့ပြောနေကြတဲ့အချိန်မှာ Michael Angelo ကတော့အဲ့ကြောက်တုံထဲမှာလူတွေမမြင်နိုင်သေးတဲ့လူတယောက်သူကမြင်နေခဲ့တယ်1500ခုနှစ် Florence အစိုးရကကျွန်တော်တို့မျိုးပြန်လာပြီးတော့ဒီမျိုးအတွက်အနုပညာနဲ့ပတ်သက်တဲ့အလုပ်လေးတွေနည်းနည်းပါးပါးလောက်လာလုပ်ပေးပါအောင်လို့ Michael Angelo ကိုဖိတ်တယ် Michael Angelo ကလည်းဒီ Florence မျိုးဆိုတာဒီငါရဲ့အနုပညာကိုပိုပြီးတောက်ပအောင်အကြောင်းတင်ပေးခဲ့တဲ့မျိုးပဲဒီမျိုးအတွက်ငါအလုပ်လုပ်တင်နေဆိုပြီးတော့အဲဒီ Florence အစိုးရရဲ့ဖိတ်ခေါ်မှုလက်ခံလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ဒီ Michael Angelo က Florence မျိုးကိုရောက်သွားတော့မြို့တော်ကောင်စီမှာနှစ်ပေါင်း40လောက်ဘယ်သူမှမထုရဲလို့ပြစ်ထားရတဲ့စကြင်ကြောက်တုံးတတုံးကသူ့ကိုစောင့်နေတယ်ကြောက်တုံးဆိုပေမဲ့ရိုးကြောက်တုံးတော့မဟုတ်ဘူးကာရာကနေယူလာတဲ့အရေးသွေးမြင့်တဲ့စကြင်ကြောက်တုံးပေါ့နော်ကာရာဆိုတာအီတလီနိုင်ငံကာရာမြို့ကိုပြောတာကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့စကြင်ကြောက်တွေထွက်တဲ့ဒေသတစ်ခုစောစောသူ့စောင့်နေတယ်ဆိုတဲ့ကြောက်တုံးကအဲ့ဒေသကထွက်တဲ့အကောင်းဆုံးတွေရဲ့အကြောက်တုံးကြီးဒါဆိုရင်အကောင်းဆုံးဒေတာထွက်တယ်အကောင်းဆုံးဆိုတဲ့ကြောက်တုံးယူဘာဖြစ်လို့240ကျော်လောက်ဘာမှမလုပ်ပဲနေဘူးတဲ့မိုးရဒီတိုင်းပြစ်ထားရတာလဲနော်နားတယ်လို့ရှိတယ်အစောပိုင်းမှာအဲ့ဒီကြောက်တုံးကိုဘဘူးဆရာ2ယောက်ကထုဖို့စူးစမ်းရင်းနဲ့နော်ဒီဘဘူးရုပ်ထုဖို့စူးစမ်းရင်းနဲ့ဒီစောက်ချက်တွေမှားခုံမိတဲ့အကြောင်းကြောက်တုံးကပျက်စီးနေပြီနော်ဒီစောက်ချက်မှားခုတ်တာကိုပြောတာနော်ဒီစောက်ခွမှားခုတ်တာကိုပြောတာမဟုတ်အဲ့လိုမျိုးအမားတွေလောက်ထားတဲ့အတွက်အကြောင်းမလို့အဲ့ကြောက်တုံးကြီးမူလပုံစံအတိုင်းမဟုတ်တော့ဘူးပင်ရှိရှိဖြစ်နေပြီဟုတ်ဒီအလယ်မှာလည်းအပေါက်တွေနဲ့တစ်ဖက်မှာလည်းဒီအရာတွေကရှိနေပြီပြောရရင်ဘယ်ဘဘူးဆရာမှမကင်တင်တော့တဲ့ကြောက်တုံကြီးဖြစ်နေပြီအဲဒါကြောင့်ဒီနှစ်ပေါင်း40နီးပါးလောက်အဲဒီကြောက်တုံကြီးကိုဖះเจ้าအပြင်ကဒီမိုးရီတဲ့နေပူထဲမှာဒီတိုင်းပစ်ထားတာပေါ့နော်အဲ့ဒီအချိန်မှာဒီ Florence မြို့အစိုးရကနေပြီးတော့ဒီကြောက်တုံးကိုထပ်ထူလို့ရနိုင်မလားဒီကြောက်တုံးဘဘူးထုပေးနိုင်မဲ့လူရှိသေးလားလို့ဒီဘဘူးဆရာတွေကိုမေးတယ်ခင်ဗျားစဉ်းစားကြည့်ဒီလောက်အပေါက်တွေနဲ့အဲ့အရာတွေနဲ့ပြည်နေတဲ့ကြောက်တုံးဘယ်သူကထုကျင်ပါလဲကန်ဆိုရင်အဲ့ဒီဘဘူးထုနေတဲ့အချိန်မှာအဲ့အရာတွေကအကြောင်းတွေထပ်လိုက်ပြီးတော့ကွဲသွားနိုင်တယ်လေအဲ့ဒါကြောင့်ဒီဘဘူးဆရာတွေကမရတော့ဘူးဒီကြောက်တုံးကြီးကဒီဘဘူးဆက်ထုလို့မရတော့ဘူးเนาะအသက်တုံးဝယ်လိုက်တော့လို့ပြောနေတဲ့အချိန်အသက်26နှစ်အရွယ် Michael Angelo က
ခက်စီနဲ့ဝင်လာပြီးတော့ငါလုံးမယ်ဆိုတော့ဝင်ပြောတာငါစဉ်းစားကြည့်ဘပုဆရာရဲ့အကော်လုံးကလက်လျှော့ပြီးတော့240လောက်ပြစ်ထားတဲ့ကြောက်တုံးကြီးအဲ့ကြောက်တုံးကြီးကိုဒီအသက်26နှစ်လောက်ပဲရှိတယ်ဒီချစ်တာလေးပေါ့နော်အဲ့ချစ်တာလေးကလာပြီးတော့အဲ့အောင်နေမင်းတို့မလုံးနိုင်နေငါလုံးမယ်ဆိုပြီးတော့အဲ့ဆရာကြီးဆိုင်နဲ့ဝင်ပြောတာမိုက်ကယ်အင်ဂျလိုမှာဘပုနဲ့ပတ်သက်ပြီးတော့ထူးဆန်းတဲ့ user တစ်ခုရှိတယ်သူရဲ့ user ကဘပုဆရာဆိုတာဘပုကိုဖန်တီးတာမဟုတ်အဲ့ကြောက်တုံးထဲမှာရှိပြီးသားရုပ်ထုကိုအဲ့ကြောက်တုံးထဲကနေပြီးတော့လွတ်မြောက်အောင်လုပ်ပြီးရုံပဲလို့သူယုံကြည်တယ်နော်သူယုံကြည်ထားတဲ့အတိုင်းပဲအဲ့ Renaissance ခေတ်ရဲ့သင်္ကေတတစ်ခုဖြစ်လာမယ်ဒေးဗစ်อ่ะပေါ့နော်အဲ့ဘယ်သူမှမထိရတဲ့ကြောက်တုံးထဲမှာရှိပြီးသားသူလုပ်ရမှာကအဲ့ပိုနေတဲ့ကြောက်တုံးလေးတွေကိုဖယ်ပေးရုံပဲဒီတော့တခြားလူတွေမြင်တာကကြောက်တုံးသူမြင်တာကဘပုတခြားလူတွေမြင်တာကအမိုက်သူမြင်တာကလက်ရတိတ်မကြခင်မှာ Renaissance ခေတ်တစ်ခေတ်လုံးကိုကိုစားပြုလာမဲ့လူတစ်ယောက်ကအဲ့ဒီကြောက်တုံးထဲမှာမိုက်ကယ်အင်ဂျလိုစောင့်နေနေတယ်သူ့နာမည်ကဒေးဗစ်လူနဲ့သူကအဲ့ဒီဆွန့်ပစ်ထားတဲ့ကြောက်တုံးကို3နှစ်နီးပါးတကားပိတ်ပြီးတယောက်တည်းထုတယ်သူတကားပိတ်ပြီးတယောက်တည်းထုတယ်ဆိုတာဒီဘပုထုတာကိုပြောတာနော်အများတလွဲမတွေးနေနဲ့အဲ့လို तू အလုံးလုံးနေတာကို तू ဘပုထုနေတာကိုဘယ်သူမှလာမပေးကြည့်ဘူးနော် तू ဘာလုံးနေလဲဆိုတော့လေဘယ်သူမှမသိရဘူးအဲ့ဒီအလုံးယုံတွေက तू တန်တွေစောက်တန်တွေပဲနေတိုင်းကြားနေရတယ်နော်အဲ့လိုနဲ့3နှစ်လောက်ကြာပြီးတဲ့နောက် तू ဘပုထုနေတဲ့သူ့ရဲ့အလုံးယုံတွေကပွင့်လာတဲ့အခါမှာဒီ Florence မြို့ကလူတွေမြင်လိုက်ရတာဘပုထုမဟုတ်တော့ဘူးဘာလို့မြင်လိုက်ရလဲဆိုတော့ဒီ Renaissance ခေတ်ရဲ့သင်္ကေတတစ်ခုအဲ့ဒါမကဘူးသူတို့မြင်လိုက်ရတာဒီကမ္ဘာအကျော်ကြားဆုံးဘပုရုပ်တွေကတစ်ခုအဲ့ဒီဘပုရုပ်ကို David လို့ခေါ်တယ်ခင်ဗျာ David နဲ့ Goliath ဇလံကိုကြားဘူးတယ်ဟုတ်လားဒီတူချောင်းသားလေး David က Goliath ဆိုတဲ့လူဆိုင်ယူပြီးကြောက်ခဲသလုံးနဲ့အနိုင်ယူရတာလေအဲ့အကြောင်းဒီရုပ်ရှင်စီးရီးတောင်ရှိတယ်အဲ့ဒါ David ပဲနောက်ပြီးတော့ဒီ David ဆိုတာကတမန်ကျမ်းစာထဲမှာဆိုလို့ရှိရင်ဒါဝိလို့ခေါ်တော့နော်အဲ့ဒါက David ပဲထားလိုက်အဲ့ရှင်းပြတဲ့အပိုင်းလေးအရင်ရှိပါလိမ့်မယ်ခမားက David ရုပ်ထုကိုထူရမှာဆိုလို့ရှိရင်ခမားဘယ်လိုပုံစံထူမလဲခမားမဟုတ်ဘူးနော်အမှုပညာရှင်တော်တော်များများပါ David ရဲ့ပုံကိုတရုပ်ဖော်ရမှာဆိုလို့ရှိရင်ဒီဂိုလီယက်ကိုတတ်ပြီးတော့ခေါင်းကင်ထားတဲ့ပုံစံဒါမှမဟုတ်ရင်ဒီအနိုင်ရပြီးတော့အောင်ပွဲခံနေတဲ့ဒီ hero ဆက်ဆံပုံတွေနဲ့တရုပ်ဖော်ပြရမှာနော်ပုံဖော်ရမှာပဲဒါပေမဲ့ Michael Angelo ကတော့အဲ့လိုမဟုတ်ဘူးနော်သူများရဲ့လုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ David ရဲ့ရုပ်ထုကိုတရုပ်ဖော်လိုက်တယ်သူထူထားတဲ့ David ရဲ့ရုပ်ထုကဒီဂိုလီယက်ကိုမတတ်ရသေးဘူးနော် David ရဲ့လက်ထဲမှာလည်းဓာတ်မရှိဘူးသူ့ရဲ့လည်းရှိမနေဘူးနောက်အောင်ပွဲခံနေတဲ့မျက်နှာလည်းမဟုတ်သူထုထားတဲ့ရုပ်ထုကတိုက်ပွဲမစားခင်ဆုံးဖြတ်ချက်ချပြီးရန်သူကိုစိုက်ကြည့်နေတဲ့အခိုက်အတန့်လေနော်အဲ့ဒီအချိန်လေးအဲ့ David ရဲ့မျက်လုံးကိုတေချာကြည့်ရင်တစ်ဖက်ရန်သူကိုစူးစူးရဲကြည့်နေတယ်ဒီ level ကလည်းဒီတွေးချိုးကြီးတင်းနေတယ်လက်ကကြွက်သားတွေကလည်းတင်းနေတယ်တကူလုံးကလှုပ်ရှားဖို့အသင့်ဖြစ်နေတဲ့တိတ်ဆိတ်မှုပြောရရင်သူထုတာဒေးဗစ်ရဲ့ခန္ဓာကိုယ်မဟုတ်သူကဒေးဗစ်ရဲ့တတိကိုထုတာတာပြီးတော့အဲ့ဒီဘုခုမှာနောက်ထပ်အံ့ဩစရာတစ်ခုရှိသေးတယ်အဲ့ဒါကဒေးဗစ်ရုပ်ထုကိုတေချာကြည့်ရင်ဒီညာလက်ကခန္ဓာကိုယ်နဲ့ရှင်လို့ရှိရင်နည်းနည်းလေးကြီးနေတယ်ညာလက်ကကြီးနေတော့ဘာလို့ရမတွေးနေအောင်ခင်ဗျာတွေးနေကျွန်တော်သိတယ်နော်အဲ့လိုပဲညာလက်ရင်ကြီးတာမဟုတ်ဒီခေါင်းကနည်းနည်းလေးကြီးနေတယ်အဲ့လိုမျိုးအချုံမကြတာက Michael Angelo ရဲ့လက်ရညံလို့မဟုတ်နော် Michael Angelo ကအဲ့လိုမျိုးအချုံမကြအောင်ရည်ရွယ်ချက်ရှိနဲ့တမင်ကိုလှုပ်ထားတာဘာဖြစ်လို့အဲ့လိုလှုပ်လဲဆိုတော့သူကအဲ့ဒီရုပ်တုကို Florence ဘုရားကျောင်းရဲ့အမိုးပေါ်မှာထားဖို့ရည်ရွယ်ထားတာဒီအောက်ကနေမောကြည့်လိုက်လို့ဆိုရင်ဒီအချိုးစားမှန် perspective ကိုတေချာတွက်ပြီးတော့ထုထားတာဒီဘေးရဲ့ကျန်းတယ်နော်3 software တွေမရှိတဲ့အချိန်ကြီး perspective ကိုတွက်ပြီးတော့အခုတွေထုနေပြီအဲ့ဒီရုပ်တုပြီးသွားလို့ရုပ်တုကိုသူပြတဲ့နေ့မှာပဲ Florence မြို့ကအာနာပိုင်တွေအကုန်လုံးဆွမ်းအားပြီးတော့တိတ်ဆိတ်ကုန်ကြတယ်
ပြီးတော့ဒီလိုမျိုးလက်ရမျိုးဟိုဖျားချောင်းမိုးပေါ်တင်လာလို့ရှိရင်လူတွေမြင်ရတော့မှာမဟုတ်ဘူးဒါကြောင့်မျိုးတော့ခမ်းမရှိကဒီ Piazza della Signoria မှာပဲထားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ကြတာပေါ့နော်အဲ့ရုပ်ထုကြီးကအမြင့်9မီတာကျော်ပြီးတော့အလေးချိန်6တန်ကျော်လေးတယ်ဒီ6တန်ဆိုတာကကျွန်တော်နားလည်အောင်ပြောမှဆိုလို့ရှိရင်တန်မှာပိတ်စာ600ရှိတယ်နော်အဲ့ခင်ဗျာတွက်ကြည့်6တန်ဆိုဘယ်လောက်ရှိမလဲအဲ့လောက်မြင့်ပြီးတော့နော်အဲ့လောက်လေးရုပ်ထုကြီးကို crane တွေဘာတွေမရှိဘဲနဲ့အဲ့ဒီခေတ်မှာခက်ကိုနေရာရွှေ့ကြရသူတို့ဘယ်လိုရွှေ့လဲဆိုတော့ဒီတစ်သားဘိန်းတွေနောက်ပြီးကျိုးတွေတုံးပြီးတော့လူပေါင်းများစွာတလက်မချင်းစီဖြည်းချင်းစီဒီရက်ပေါင်းများစွာနဲ့စုပေါင်းပြီးတော့ရွှေ့ရတော့နော်အများအဲ့မျိုးမရှိလူတွေအများကြီးကလည်းအဲ့ဒီမြင်ကွင်းကိုထွက်ကြည့်ကြတယ်အဲ့ဒါကြောင့်ဒီလိုမှစီစီလုံးနဲ့အဲ့ဒီရုပ်တုကိုရွှေ့ရတော့ပေါ့နော်အဲ့ဒီချိန်ကစပြီးတော့အဲ့ဒီ David ကဘဘူးမဟုတ်တော့ဖလော်ရန်မျိုးရဲ့လွတ်လပ်ရေးတင်ကြတာတစ်ခုဖြစ်သွားတော့ပေါ့နော်အားကြီးတဲ့ရန်သူကိုညံတတိနဲ့အနိုင်ယူတယ်ဆိုရဲတင်ကြတာနဲ့ပုံဖော်ထားတဲ့ရုပ်တုနောက်ပြီးတော့လူတွေအားလုံးကစစ်စုရယုံစစ်စစ်လုံးနဲ့ပူးပေါင်းပြီးတော့နေရာရွှေ့ကြတယ်အဲ့ဒါတွေပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့ဖလော်ရန်မျိုးရဲ့ဒီလွတ်လပ်ရေးတင်ကြတာတစ်ခုအနေနဲ့သတ်မှတ်လိုက်ကြတော့ပေါ့နော်အဲ့ဒီအချိန်မှာမိုက်ကယ်အင်ဂျယ်လိုရဲ့အသက်က29နှစ်ပဲရှိသေးတယ်အသက်30တောင်မပြည့်သေးဘူးနော်ဒါပေမဲ့ယောမမှာဆိုရင်ဖီယတာရုပ်တုဖလော်ရန်မှာဆိုရင်ဒေးဗစ်ရုပ်တုနဲ့အနုပညာလောကမှာသူ့နာမည်ကိုလူတိုင်းဒီပါသိအောင်ကြပြီအဲ့လိုနဲ့ဒီမိုက်ကယ်အင်ဂျယ်လိုထုထားတဲ့ဒေးဗစ်ရုပ်တုရဲ့တဲ့င်းကဖလော်ရန့်မြို့ကိုကြော်ပြီးတော့ယောမမြို့ထိပြန်ရောက်သွားတယ်အဲ့ဒီအချိန်မှာလူတစ်ယောက်ကသူ့ကိုငါလိုချင်တယ်ငါစီခေါ်ခဲ့ငါစီချက်ချင်းခေါ်ခဲ့ဆိုပြီးတော့မိတ်ပေးပြီးတော့ခေါ်ခိုင်းတယ်အဲ့ဒါဘာတူလဲဆိုတော့ဥရောပရဲ့ဩဇာအကြီးဆုံးလူတစ်ယောက်ဖြစ်တယ်ဂျူလီယပ်စ်2ကဘယ်လိုလူလဲဆိုတော့သူကစစ်တိုက်ရတာကြိုက်တယ်ဒေါသအရန်ကြီးတယ်ဒါပေမဲ့အနုပညာကိုတော့အသက်လောက်ချစ်တယ်အဲ့လိုလူကမိုက်ကယ်အင်ဂျယ်လိုရဲ့တဲ့င်းကိုကြားပြီးသူ့ကောင်းလေးကိုအတွေးတစ်ခုဝင်လာတော့ငါတည်သွားရင်မြုပ်ဖို့အတွက်လူတွေစိတ်တော်မကူဘူးလောက်တဲ့အထိကြီးကျယ်တဲ့သင်္ချာတစ်ခုကိုစောင့်မယ်ဆိုတဲ့အတွေးအဲ့ project အတွက်သူရွေးလိုက်တဲ့ဘဘူးဆရာကမိုက်ကယ်အင်ဂျယ်လိုဘာလို့ဆက်ဖြစ်မလဲဆိုတော့ခင်ဗျားတို့တွေးကြည့်လို့ရဲလားနော်တစ်ဖက်မှာဒီဒေါသအရန်ကြီးတဲ့ဂျူလီယပ်စ်2တစ်ဖက်မှာဘာအောင်မောက်ကြီးမဆိုင်ပဲနဲ့သူလှုပ်ရှင်ရလှုပ်တတ်တဲ့ဒိတ်ဒိတ်ကျဲအနုပညာသမားတစ်ယောက်အဲ့နှစ်ယောက်ထိတ်တိုက်တွေ့ရပြီရီနီဆန်ခေတ်ရဲ့အကျော်ကြားဆုံးအနုပညာရှင်နဲ့ဥရောပရဲ့အာဏာအကြီးဆုံးလူထိတ်တိုက်တွေ့ကြတော့မယ်ဘာလို့ဆက်ဖြစ်မလဲဆိုတာနောက်ထပ်လာမယ့်ဗီဒီယိုမှာစောင့်ကြည့်ပေးကြပါကျွန်တော်နာမည် Brainless ပါ